အားလုံးပဲမင်္ဂလာပါလိုက်ရှဲလေးတွေရှဲပေးပါနော်အားလုံးပဲချစ်ကိုချစ်မှလိုက်ရှဲလေးတွေရှဲပေးပါကျွန်တော်3ဘက်တီးတစ်လုံးတင်ပေးထားတာလဲဥပြေသွားပြီ3.5ခွန်ပရိတ်တင်ပေးထားတာလဲဥပြေသွားပါပြီနော်အားလုံးလိုက်ရှဲလေးတွေရှဲပေးကြပါကျွန်တော်မိသားစုဝင်တွေအားလုံးအဆင်ပြေကြားလိမ့်မယ်လို့ထင်တယ်ဒီနေ့မနက်မှာကျွန်တော်ဖေဖို့မှာဒါတော့ကျွန်တော် live မလွှင့်ပြစ်လို့ဗျနော် live လွှင့်ပြစ်ရင်လုံးဝဒီနေ့မနက်အဲ့ဒီအကွက်ကအောကွက်ထဲမှာလုံးဝညှိမှာထိမိမိကျွန်တော်ဒီနေ့မနက်ကို64ရယ်3ခွန်ရယ်အဲ့ကနေ2ကွက်ပဲပေးတာဝေကနေရတယ်ကျွန်တော်တို့3နှစ်3လေး3ခွန်ဝေကနေလာယူပါလဲပြောတယ်နော်ဝေကနေလာယူပါလဲကျွန်တော်မှာထားတယ်လာယူတဲ့အကူမများလဲတိမှာပါအားလုံးလိုက်ရှဲလေးတွေရှဲပေးပါနော်ကြည့်တော့ကျွန်တော်စိုက်ကလေးပြမယ်ဒိုးရင်လုံရင်ပေါ့ဗျာနော်ညနေပိုင်း3ချက်ပဲကျွန်တော်ပြပေးထားခဲ့မယ်ကျွန်တော်လည်းလှုပ်စရာရှိတယ်နော်3ရက်ပါဝါ8ပိုင်းဟုတ်ပြီနော်6ရက်ပါဝါ1ပိုင်းကျွန်တော်တို့6ရက်ပါဝါ1ပိုင်းဒါဆိုတော့ကျွန်တော်4ရက်ပါဝါ9ပိုင်းဟုတ်ပြီနော်အားလုံးကျွန်တော်တို့10ပိုင်းနဲ့98 1ပိုင်းနဲ့19 1ပိုင်းနဲ့14 9ပိုင်းနဲ့ကျွန်တော်တို့ဒီမှာပါထွက်မလဲဟုတ်ပြီလားကဲအားလုံးလိုက်ရှဲလေးတွေရှင်းပြပါနော်အရှင်းလေးတွေချက်ပေးကြပါလို့ကျွန်တော်မနေ့ကနေ့ရှိခဲ့ခွန်3ရက်3ညဘူးရဲ့9ရဲ့19ရဲ့ပေါ့နော်။အဲ့ဒါကျွန်တော်ပြထားတယ်။ကြောက်လိုက်ချက်လေးတွေချက်ပြပါ။ညနေမှလည်းဇက်ပေါက်မယ်နော်။ညနေမှလည်းဇက်ပေါက်ပါမယ်။ကျွန်တော်တို့ဒါဆိုရင်ねကျွန်တော်တို့9ပိုင်းတစ်ချက်ရပြီ။9ပိုင်းတစ်ချက်ရပြီဆိုတော့တဲ့ဒီ3လုံးပေါင်းခြင်း2နှစ်3ည3လုံးပေါင်းခြင်းဘာဖြစ်မလဲ2နှစ်3ည3လုံးပေါင်းခြင်းကျွန်တော်တို့ဒီ4ရဲ့ပါဝါဒီ9ပိုင်းဘာလို့ထက်လဲ98 69ပေါင်းခြင်း9ဒီက1နဲ့ပေါင်းခြင်းဘာလို့မလဲ6ရဲ့ပါဝါဒီ1ပိုင်းဘာလို့ထက်လဲဒီ9ထက်တယ်9ပေါင်းခြင်းကျွန်တော်တို့3ညဒီက9နဲ့ပေါင်းခြင်း9ရဲ့ပါဝါဒီ4ပိုင်းဟုတ်ပြီနော်ဒါဆိုရင်ကျွန်တော်တို့ဒီက8ပေါင်းခြင်း9ဒီက8နဲ့ပေါင်းခြင်းဘာဖြစ်မလဲခွန်ရဲ့ပါဝါဒီ2ပိုင်းဟုတ်ပြီနော်ဒီလိုရပါတယ်နော်ကျွန်တော်9ပိုင်း10ပိုင်းနဲ့98 1ပိုင်း1ပိုင်းနဲ့ကျွန်တော်19 4ပိုင်း1ပိုင်းနဲ့14 2ပိုင်း9ပိုင်းနဲ့ကျွန်တော်တို့ဒီမှာပါထွက်မလဲဟုတ်ပြီလားကဲအားလုံးလိုက်ရှဲလေးတွေရှင်းပေးပါနော်လိုက်ရှဲလေးတွေရှင်းပေးပါနောက်ထပ်ကျွန်တော်လုံးမိုက်တစ်ချက်ထပ်ပြမယ်အဲ့ဒါပြပြီးရင်ကနေထုတ်မယ်ပေါ့နော်ညနေပိုင်းပဲကျွန်တော်ပြပေးမယ်
အတုံးတင်တုံးပေါ့နော်96ပေါင်းချင်း9ဒီက9နဲ့ပေါင်းချင်း4ရဲ့ပါဝါ9ပိုင်9ပိုင်နဲ့98ဒါပြီနော်83ညာပေါင်းချင်း8ဒီကကျွန်တော်တို့8နဲ့ပေါင်းချင်း6ရဲ့ပါဝါဒီ1ပါထုတ်ခဲ့တော့19ပါ19ပေါင်းချင်း3ညဒီက9နဲ့ပေါင်းချင်း9ရဲ့ပါဝါဒီ4ပါဟုတ်ပြီနော်ဘာလို့ထွက်လဲ4တစ်ပေါင်းချင်းကျွန်တော်တို့ဒီ9ဒီက4နဲ့ပေါင်းချင်းဘာလို့ရမလဲ9ရဲ့ပါဝါဒီ4ပါဒီလိုရပါမယ်နော်ဒီလိုရပါမယ်ပဋိတစ်ချက်ကြည့်မယ်ပဋိတစ်ချက်ကြည့်မယ်နှစ်ခွန်ပဋိဟုတ်ပြီနော်ကဲဒါဆိုဒီနှလုံးပေါင်းချင်းဘာလို့ရမလဲ3ည5ပဋိဟုတ်ပြီနော်ကဲတော့ဒီနှလုံးပေါင်းချင်းဘာဖြစ်မလဲ3ညရဲ့ပါဝါဒီ9 3ည5ဒီပတိဟုတ်ပြီနော်ကဲတော့ဒီနှလုံးပေါင်းချင်းကဘာဖြစ်မလဲ9လေးပတိဟုတ်ပြီနော်ကဲတော့ဆိုကျွန်တော်တို့ဒီအဲ့ဒါနဲ့တက်ဆိုင်တဲ့ဟာလေးတွေထုတ်ပေးမယ်ရှင်းပေးထားနော်ဒါအထူးကတော့ကျွန်တော်ကမှများအထူးကကျွန်တော်တို့ဒီဘာရှိမလဲ9လေးဟုတ်ပြီနော်9နှစ်4နှစ်ပေါ့နော်ဒါရှိမှာနောက်ထပ်ကျွန်တော်ပဋိနဲ့ထုတ်မယ်ပရိဒီနဲ့ကျွန်တော်ကြိုက်တဲ့ဟာလေးထုတ်ပေးထားတာရှိတယ်နော်ထုတ်ပေးထားတာရှိတယ်90နဲ့ပြီးရင်ကြိုက်ကနန်းရွေးပြီးမယ်နော်45 40 90ဟုတ်ပြီနော်ကျွန်တော်ခုံမှုတစ်ခွက်ရံမယ်ကူးလေးပရိတ်ပေါ့နော်ကူးလေးပရိတ်ကိုဒါပြောတာပေါ့နော်ကျွန်တော်ကဲအားလုံးပဲနော်ကျွန်တော်ကိုမများရှင်မူရှားလေးနဲ့ကိုညီပေးပါနော်ဒီမှာနော်ငွေကနက်ဒီလိုပေးထားတာပါ3ခွန်3နှစ်3ကူဟုတ်ပြီနော်ဒီလိုပေးထားတာဒါကိုကျွန်တော်ဒီနေ့မနက်မှာကကျွန်တော်ဒါလေးကြိုက်တယ်ဟုတ်ပြီလားခုမနက်မှာကျွန်တော်6လေးခွန်3တစ်ကူဒါလေးကိုကြိုက်တယ်နော်ဒီလိုပေးထားတာဖြစ်ပါတယ်ဟုတ်ပြီနော်အဲ့လိုမွေးကနက်ရှိပါတယ်အဲ့လိုမွေးကနက်ကိုကြံရက်မွေးနော်ကြံရက်မွေးပဲကျွန်တော်ကြံရက်မွေးဘယ်နှကွက်လဲ4ကွက်ဟုတ်ပြီနော်ကြံရက်မွေး4ကွက်ကိုကျွန်တော်ကမှများပေါက်ပြီးဟုတ်ပြီလားပေါက်ပြီးအများကြီးမတောင်းပါဘူးเนาะပေါက်ပြီး1,500ကျပ်ပါဟုတ်ပြီနော်1,500ကျပ်ကျွန်တော် Viber တင်ကနန်းတင်ပေးဦးမယ်ဆင်းမသွားနဲ့နော် Viber message ဟုတ်ပြီနော်အဲ့ဖုန်းမှာလာရောက်ပြီးတော့ဟိုင်းပေးပါတင်ခွက်တွေပြောမယ်နော်တင်ခွက်တွေကို
ကျွန်တော်ဗမာဟိုင်းမလဲမွေးကနေကို684 61ခွန်395ခွန်မှာလာရောက်ပြီးတော့ဟိုင်းပေးပါကျွန်တော်ကိုမများနော် Viber message ရှိပါတယ်ကဲတင်ခွက်တွေကိုကျွန်တော်တစ်ချက်ပြောမယ်တင်ခွက်တွေနော်ဒီထဲမှာကျွန်တော်တင်ခွက်တွေကျွန်တော်92 90 40 45နော်ကြိုက်တာဒီဟုတ်ပြီနော်ကျွန်တော်နောက်ပြီးတော့နက်ခက်ပြောက်42ခွန်ဒီညနေခွန်ထိတ်ရှိတယ်နော်ဒီညနေခွန်ထိတ်တစ်ချက်ကျွန်တော်ပြမယ်သူကဒီလိုလာတာမရှိဟုတ်ပြီနော်ကို3ညဟုတ်ပြီလားဒါဆိုရင်တစ်ဖြစ်အောင်ဆိုရင်ဒီမှာခွန်ထိတ်ရှိတယ်နော်ခွန်ထိတ်ရှိပါတယ်ဒီညနေနော်ခွန်ထိတ်ရှိတယ်ဒါကြောင့်မလို့ကျွန်တော်82ရှိမယ်စတေကာတွေနဲ့မတွေ့ရမှာဆိုရင်နော်ကျွန်တော်82ရှိမယ်90ရှိမယ်40ရှိမယ်45ရှိမယ်42ရှိမယ်နောက်ထပ်ကျွန်တော်တို့36ရှိမယ်နော်ဒါတွေကိုတင်ကစားမယ်နော်ဒါတွေကိုတင်ကစားမယ်ကျွန်တော်ကမှများဟုတ်ပြီလားကျွန်တော်တို့4နှစ်ကဲ9နှစ်ကဲ36ကဲ90ရယ်40ရယ်45ရယ်ဒီကနန်း6ခွက်ကိုတင်ကစားမယ်နော်ဒီကနန်း6ခွက်ကိုကျွန်တော်ကမှများတင်ကစားမယ်ကျွန်တော်ကမှများဒါမွေးကနန်းလေးကိုတော့မဖြစ်မနေလာယူပေးပါမွေးကနန်း684 61ခွန်395ခွန်ကိုမဖြစ်မနေလာယူပေးကြပါနော်မဖြစ်မနေကျွန်တော်တို့ကမှများကျွန်တော်တို့တက်နိုင်တဲ့ကမှများလည်းလာယူမတက်နိုင်တဲ့ကမှများလည်းလာယူပါဟုတ်ပြီလားလာယူပါကျွန်တော်ကမှများနော်မွေးကနန်းကိုလာယူပါပြောကြရင် like လေးကိုညီကုန်းချုပ်မယ်ကဲအားလုံးပဲgood luck ပါအကင်ကောင်းကြပါစီဗျနော်